တင်တိပါသလားအစ္စရေးဟာတခါကယူရေနီယမ်တင်လာတဲ့တင်ပေါ်တစ်စင်းလုံးကိုလျှို့ဝှက်စွာလူယူသွားခဲ့ပြီးဘာပြဿနာမှမရှိပဲလွတ်မြောက်သွားခဲ့တာကိုနောက်ပြီးတော့အရှိအလဲပိုင်းဒေသမှာပထမဆုံးနျူကလ িয়ার စွမ်းအင်ရှိတဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်စုံစမ်းထောက်လှမ်းရေးရုပ်ရှင်လိုပဲထင်ရမယ်ဒါပေမဲ့တကယ်ဖြစ်တဲ့အဖြစ်ပြက်ပါ1968ခုနှစ်မှာအနောက်ဂျာမနီအခြေစိုက်အမေရိကန်ကုမ္ပဏီတစ်ခုကယူရေနီယမ်ရဲလုတ်ကိတ်တန်ချိန်2ယောက်လင်းကိုပို့ဆောင်ဖို့စီစဉ်ခဲ့ပါတယ်ဒါဟာနျူကလ িয়ার လောင်စာထုတ်လုပ်ဖို့အရေးကြီးတဲ့အခြေခံပစ္စည်းပါစာရွက်စာတမ်းတွေအရတော့အီတလီရှိတုတ်ဆေးကုမ္ပဏီတစ်ခုစီပို့မယ်လို့ဖော်ပြထားခဲ့ပါတယ်ဒါပေမဲ့အစီအစဉ်အတိုင်းမဖြစ်ခဲ့ပါဘူးတင်ဘောဟာမက်ဒီတရေနီယန်ပင်လယ်ကိုဖြတ်သန်းသွားနေစဉ်အန်အောစရာအကောင်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာပါတယ်ရုတ်တရက်အစ္စရေးအေဂျင့်တွေကတင်ဘောကိုဝိုင်းရံလိုက်ပြီးတက်ရောက်ထိန်းချုပ်ခဲ့ပါတယ်ပြီးတော့ယူရေနီယမ်အားလုံးကိုသူတို့ရဲ့ကိုယ်ပိုင်တင်ဘောတွေပြောင်းရွှေ့ယူသွားနေပါတယ်နောက်ဆုံးတင်ဘောဟာအီတလီမှာကမ်းကတ်တဲ့အချိန်မှာတော့ကုန်တင်ကန်းဟာလုံးဝအလွတ်ထင်းနေခဲ့ပါတယ်အစာပိုင်းမှာတော့ဒါဟာတာမန်တင်ဘောလူရက်မှုတစ်ခုလို့ထင်ရပေမဲ့နောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေကဖော်ထုတ်ခဲ့တာကဒီဟာစီမံထားတဲ့လျှို့ဝှက်ကုန်သွယ်မှုလုပ်ငန်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာပါအစ္စရေးထောက်လှမ်းရေးနဲ့အနောက်ဂျာမနီကုမ္ပဏီတစ်ခုပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါအစီအစဉ်လဲတကယ်ကိုကျွမ်းကျင်စွာစီမံထားတာပါအတုစာရွက်စာတမ်းတွေတုံးထားပြီးတင်ဘောကိုလိုက်ဘေးရီးယားအလံအတုနဲ့မှတ်ပုံတင်ထားပါတယ်အရာအားလုံးကိုပုံမှန်လုပ်ငန်းတစ်ခုလိုမြင်ရအောင်ပြင်ဆင်ထားခဲ့ပါတယ်လူတွေသဘောပေါက်လာတဲ့အချိန်မှာတော့ယူရေနီယမ်ဟာပျောက်ကွယ်သွားပြီသားပါဘယ်နေရာကိုရောက်သွားခဲ့တယ်ဆိုတာကိုလည်းမြည်သူမှသက်သေပြနိုင်ခဲ့ခြင်းမရှိပါဘူးဒါပေမဲ့ဒီဖြစ်ရနောက်ပိုင်းမကြခင်မှာပဲအစ္စရေးဟာအရှေ့အလယ်ပိုင်းဒေသမှာတခုတည်းသောနျူကလ িয়ার စွမ်းအားရှိနိုင်ငံအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်